လူတယောက်ကိုချက်ဆုံးချိန်ကသူ့အကြောင်းတွေကိုကျွန်တော်တို့အကုန်စင်မသိသေးတဲ့အချိန်ပဲဖြစ်လိမ့်မယ်။သူ့အကြောင်းတွေသာသိခဲ့ရင်သူ့ကိုမပေါင်းဘူးဆိုတဲ့စကားကိုကျွန်တော်ပတ်ဝန်းကျင်မှာခဏခဏကြားဘူးလိမ့်မယ်။ဒီစိတ်သဘောတရားကကျွန်တော်လူတွေပေါ်မှာလည်းမဟုတ်ဘူး။ပညာရပ်တွေအရာဝတ္ထုတွေပေါ်မှာလည်းကျွန်တော်ဒီတိုင်းပဲ။ပညာရပ်တစ်ခုကိုစပြီးလေ့လာတဲ့သူတွေကလည်းသူတို့သိတာလေးတစ်ခုတစ်ခုနဲ့ဒီပညာရပ်ကလွယ်ကူတယ်လို့သူတို့သတ်မှတ်တယ်။ပြီးတော့ဒီပညာရပ်ကိုသူတို့ထပ်ပို့ပြီးကျွမ်းကျင်တဲ့ပညာရှင်တွေကိုပခုံးချင်းတိုင်းတာပို့ပြီးညင်းခုန်တာမျိုးတွေလုပ်တတ်ကြတယ်။ဒါပေမဲ့ပညာရှင်တွေကြတော့ပြောင်းမြန်ဗျ။သူတို့ကဒီပညာရပ်ရဲ့ကြပြန်းနှံ့စပ်မှုကိုသိပြီးတော့ risk တွေကိုသိပြီးတော့ငါတို့မသိသေးတာအများကြီးပါလားဆိုပြီးတော့သူတို့ confidence ကကြောက်ပြောင်းမြန်ဖြစ်သွားတယ်။သဘောတရားကဘာနဲ့တူလဲဆိုတော့သူငယ်တန်းတော့ကတော့ဆရာကြီးပဲ။ဒါပေမဲ့ဆရာကြီးဖြစ်တော့သူငယ်တန်းစိတ်ပြန်ဝင်သွားတယ်ဆိုတဲ့စကားမျိုးနဲ့အလားတန်တူတယ်။ဘယ်သူပြောရလဲဆိုတော့ကျွန်တော်ပြောတယ်။ဒီ Dunning-Kruger effect ကစိတ်ပိုင်းဆိုင်ရာလိုပဲတစ်ခုဖြစ်တယ်ဆိုပေမဲ့တကယ်ကို experience ရှိတဲ့လူတွေအတွေ့အကြုံများတဲ့လူတွေကဒီဟာကိုတာဝန်ကယူတင်တယ်။ဘာကြောင့်လဲဆိုတော့တစ်ခုနှစ်ခုလောက်ပဲသိပြီးတော့ပြောရဲဆိုရဲဖြစ်နေတဲ့လူတွေက action ယူပြီးတော့ဟိုးရှိကိုရောက်သွားတဲ့အချိန်မှာတကယ်ကိုပိုသိတဲ့လူတွေကနောက်မှကြံခဲ့ဆိုတော့တခါလေကြာရင်ကျွန်တော်တို့အုံနောက်တစ်ဝက်နဲ့ချိုးကိစ္စတွေကိုစပြီးလှုပ်တင်နေဆိုတဲ့ဟာဒီ Dunning-Kruger effect ကကျွန်တော်တို့ကောင်းကောင်းပညာပေးနေတယ်ဒီသဘောတရားစိတ်ပိုင်းဆိုင်အလွယ်တကူဖြစ်တယ်ကျွန်တော်တို့ဓာတ်လိုက်သုံးချဖို့တော့ခက်ခဲလိမ့်မယ်ဒါပေမဲ့ရှုထောင့်ပြောင်းပြီးသုံးမယ်ဆိုရင်ဟိုကထားပါတော့ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေကဈေးကွက်ထဲကိုတင်သွင်းတဲ့အခါမှာဝယ်သူကအထူးကျွမ်းကျင်မှုကြီးတစ်ခုရမှဆိုရင်ဘာဖြစ်သွားမလဲဆိုသူဒီဟာကိုသုံးနိုင်ပါမလားဆိုတဲ့ confidence ပေါ့ဒီကြောက်တဲ့စိတ်ကဝင်သွားပြီးတော့လမ်းပြေးသွားနိုင်တယ်နောက်တစ်ခုကဒီသဘောတရားကိုကျွန်တော်တို့ဒီဝန်ထမ်းတွေကိုလေ့ကျင့်ပေးနေမှာသုံးလို့ရတယ်ဝန်ထမ်းတွေကိုတာဝန်ကြီးကြီးမားပေါ့ဒီအလုပ်တင်လေးဆိုရင်ဒီလိုမျိုးချပေးလိုက်တာမျိုးမဟုတ်ဘဲနဲ့သူတို့တနိုင်တစ်ပိုင်းလုံးနိုင်မဲ့တာဝန်အငယ်လေးတွေခွဲပြီးပေးပြီးတော့ပို့ပြီးနက်နေတဲ့တာဝန်တွေအထိသူတို့ဆွဲခေါ်သွားလို့ရတယ်အခုလိုမျိုးစီးပွားရေးဆိုင်ရာလူမှုရေးဆိုင်ရာစိတ်ပိုင်းဆိုင်ရာသဘောတရားတွေကိုကျွန်တော်နဲ့အတူတူလေ့လာရသဘောကျရဆိုရင်ပေါင်းခလုတ်လေးနှိပ်ခဲ့ပေးပါအသေးလေးတွေပေးခဲ့ပါနောက်ဗီဒီယိုမှာတွေ့ကြပါ